ရင်ကျေးမှုကိုတနည်းကတွေတိုင်းစိတ်ရှည်လက်ရှည်ကြဲကြဲလေးလုပ်မယ်နော်သင်ကြားမျှဝေခဲ့ကြတော့ဆရာဆရာမတို့ရဲ့ကျေးဇူးကိုယ်တွေကိုအထူးတတိယဟဲ့ကြဲကြဲလေးလုပ်မယ်နော်ပူဇော်ကြောဖို့ဟေးကျေးပါတဲ့နေ့လို့ဆိုရမှာပါဖုန်းဖုန်းဆရာဆရာမတို့ရဲ့လမ်းညွှန်သင်ကြားဆိုဆုံးမတာတွေကြောင့်ကျွန်တော်ကျမတို့ဟာဓမ္မယဉ်ကျေးမှုနဲ့ဘာသာစကားရဲ့